ရာသီဥတုလေးပြန်မပူခင်လေးမှာမန္တလေးမှာဒီနောက်ပိုင်းအရန်နာမည်ကြီးလာတဲ့ပရီမီယံအလာကဲဟော့ပေါ့ဆိုင်တွေထဲကဒီစီချွမ်းအရတာဆက်ကလေးနဲ့နေအရန်ကြိုက်တဲ့ဟော့ပေါ့ဆိုင်လေးတစ်ဆိုင်ကိုရောက်ခဲ့စားခဲ့ပါတယ်အားတော့ဘိုးဘဆိုင်ရဲ့ special ပြီးပေါ့ချက်တူနဲ့အမဲလားကြားလာကိုဒီဆိုင်မှာလုပ်တာကိုမနေရမှာဧပြီဝစ်ပြီးတော့အခွက်ပြောင်နေရကတော့ light ကျွေးရဲ့နေတို့ရဲ့အကိုကြီးပါဒီမှာကျတော့အခုနေတို့စားနေသလိုမျိုး VIP private ခန်းတွေကို extra charge မပေးရဘဲနဲ့စားလို့ရတယ်ဆိုတဲ့ခါကျတော့ကိုယ့်အဖွဲ့နဲ့ကိုအေးအေးဆေးဆေးလေးဖြစ်တာကိုသဘောကျပါတယ်ဒီလိုဆိုင်တွေမှာကြတော့နေတို့ဟင်းရည်ကစားပတ်စံပေးရတယ်ပေါ့နော်ဟင်းရည်မှာတကန့်အိုနှစ်ကန့်အိုလေးကန့်အိုဆိုပြီးတော့ရွေးချယ်စရာတွေရှိပါတယ်နေတို့ကတော့ဒီစီချွမ်းတအိုးအချိုတအိုးဆိုပြီးတော့နှစ်ကန့်အိုးယူလိုက်ပါတယ်အဲ့ဒီတုန်းကတော့2000ခွဲပေးရပါတယ်အခုကတော့ဈေးတက်ရင်တက်မှာပေါ့နော်အသားပွဲတွေကတော့8000 9000ကနေပြီးတော့1000ပတ်ချလဲအတွင်းမှာရှိပါတယ်ဒါလွန်ခဲ့တဲ့3လလောက်တုန်းကသွားစားထားတဲ့ဈေးပေါ့နော်ဒါပေမဲ့သူကဈေးများတဲ့အလျောက်ပြန်ရတဲ့ဟင်းရည်ရတာရောအသားအတီးအရွက်တွေရဲ့လက်ဆက်မှုကရောပေးရတဲ့ဈေးနဲ့လုံးဝတန်တဲ့ပရီမီယံခံစားမှုတစ်ခုနဲ့အရတာကိုပေးနိုင်တယ်လို့နေရတော့ထင်တယ်ဒီနောက်ပိုင်းမှာကျတော့နေတို့ဘူဖေးဆိုရင်မတန်အောင်အများကြီးစားနေရတာရဲ့နေကအစာအိမ်တိတ်မကောင်းတာရဲ့ဆိုတော့စားနိုင်တဲ့အခါတော့သွားစားဖြစ်ပေမဲ့နည်းနည်းနဲ့ကောင်းကောင်းစားချင်တဲ့အခါမျိုးတွေမှာဒီဆိုင်တွေကိုပို့ပြီးတော့ရွေးချယ်ဖြစ်နေပါတယ်ဒီပဲလေး6ကလေးကလည်းရောက်ရင်မစားမဖြစ်စားရမယ့် item တွေထဲကတစ်ခုပါအစကနေတော့ပဲလိမ့်မာလိုက်တာကိုဒီဟာလာပေးရမီနူးလာချတာမှားသွားပြင်မဲ့စားကြည့်လိုက်တော့တော်တော်လေးစားကောင်းပြီးတော့ဒီနေ့တို့ပုံမှန်စားနေကြပဲလိမ့်တွေထက်တောင်မှပို့ပြီးတော့ကြိုက်သွားပါတယ်သူအရတာကနေတော့လုံးဝအဲ့လိုစိတ်ကလေးနဲ့အီလေးပေါ့နော်ပါဇက်ထဲမှာစားလိုက်ရင်လုံးဝသူ့ရဲ့ပဲပြားရတာစိတ်ကလေးကိုသဘောကျတာပေါ့နေရောတစ်တော့မှာခက်စားသလိုမျိုးပေါ့နော်တရုတ်တစ်တော့တွေမှာတွေ့ရတယ်လို့မျိုးဒီလိုအသားလွှာပလေးတွေကိုတူလေးနဲ့တခါတည်းညက်ဟင်းရည်ထဲကိုတခါတည်းစိန်ခဏဆောင်ပြီးတော့ချစ်ချင်းတန်းထုတ်စားလိုက်ရတဲ့အရာတာမျိုးကဒီမှာနေစားကြည့်ခဲ့တာတကယ်ကိုစားလို့ကောင်းပါတယ်အသားလွှာလေးတွေကမထူမပါလေးဆိုတော့ဟင်းရည်ရဲ့အရာတာကအသားထဲကိုစိတ်ဝင်ပြီးတော့လူကိုစားနေရင်လည်းကကျင်လာအောင်မှစားလို့ကောင်းတယ်ပေါ့နော်ဒီကတော့အားမရလို့မတ်တက်ပါရက်စားနေရပါတော့သူအရှိကြီးနဲ့ကြိုင်ပြီးတော့အားရပါရပဲဧပြီလေးတွေကတော့ဒီဟင်းရည်မစင်အောင်သူတို့ဝစ်ဖို့အိမ်မှာတစ်ခါတုံးအိတ်ကလေးနဲ့ထားပေးထားပါတယ်နေရမ်းကြိုက်တဲ့ဝက်3ထပ်သားလေးရဲ့အခုလာချတာကတော့အမဲပစိုးကျန်းလွာပေါ့နော်ဒီအမဲပစိုးကျန်းအီလေးတွေကကြတော့နေတို့ဒီစီချွမ်းမာလာဟင်းရည်အဆက်နဲ့ပေါ့နော်အရန်လိုက်ပြီးတော့ဇွားလိုက်ရင်ထုတ်ကလေးနဲ့အရန်စားလို့ကောင်းတယ်ဒီဆိုရင်ဒီမှာ3-4ပွဲလောက်မာစားဖြစ်ခဲ့တယ်သူတို့ဆိုင်တွေကဈေးများတယ်ဆိုပေမဲ့လည်းနေအခုစားတဲ့ဆိုင်ကတော့သူတို့ဒီလို level တန်းမှာတခြားဆိုင်တွေထက်တော်တော်လေးဈေးသက်သာတဲ့ဆိုင်လို့ပြောလို့ရပါတယ်။နေရာထိုင်ခင်းရောအစားအသောက်ရောဈေးနှုန်းရောကအရန်ကိုအဆင်ပြေတယ်။ဒီဆိုင်ကတော့နေတို့ Shin Hot Pot 56လမ်း39စီလမ်းတောင်းကမန္တလေးရ Shin Hot Pot ဆိုင်ဖြစ်ပါတယ်။ဒီ vlog ကလေးကတော့နေတို့မောင်နှမတက်တိုက်တွားစားရင်းနဲ့ပေါ့ပေါ့ပပလေးရိုက်ဖြစ်ခဲ့တဲ့ဗီဒီယိုလေးတွေပါဆိုတော့နေတို့ဘယ်လိုစားခဲ့လဲဆိုတာလေးဆက်ကြည့်ပေးပါအောင်ရှင်